ကဲ OK ဒါတော့ IG เนาะ class ချဲပေါ်ချဲနီးဆရာတို့တေချာကြည့်တာเนาะတိတ်ကြဘလို့ချဲရတယ်လဲဆိုတော့ဒီမှာကြည့်ဘာသမဆောကတော့ဒီမှာကြည့်ဝါအုပ်လက်တချောင်းနဲ့ဝါအုပ်လက်အပြားเนาะပြီးတော့ခွာနံပါတ်ဆက်လေးရှိရမယ်ဆရာတို့ဒီမှာမျိုးတစ်ချက်လောက်ရိုက်လိုက်ပါရိုက်လိုက်ပြီးတော့ဒီမှာချပြီးတော့အလဲကအတိုင်လေးတွေ့လားဆရာအလဲကအတိုင်လေးဒီလိုမျိုးမကစားပဲနဲ့တခါတည်းပဲလိုက်မချေသေးနဲ့အောင်ဒီလိုမျိုးကစားတာပါအတွက်ကစားတာလဲဟိုအထဲကကလာပြအောင်နဲ့အဲ့ဒီအတိုင်ကိုလူထွက်အောင်ဟုတ်ပါလားလူထွက်အောင်အဲ့လိုမျိုးတစ်ချက်နဲ့ချက်နောက်ပြောင်ကစားပေးလိုက်ပါအောင်မကစားရင်တော့ကျွန်တော်ပြောတဲ့ဟို supply နဲ့သူကဆိုင်မလူထွက်ရတဲ့ခါတည်းကြာရင်သူထောင်းနေအောင်မယ်โอเคเนาะကျွန်တော်တို့မျိုးနဲ့ခါတော့ခါလဲပြီးရင်တော့အဲ့ဒီမော်လီအလဲကအတိုင်ကိုအနောက်ပြောင်ဆုပ်လိုက်အစောအထိနောက်ပြောင်ဆုပ်တိုက်တဲ့အထိတောင်ကိုအာယုံနဲ့တော့တိုက်တဲ့အထိအခုတိုက်ပြီးနော်ဟုတ်လားတိုက်ရင်တော့ကျဲတဲ့အထိလောက်ဆရာမလို့တိုက်ယုံနဲ့ရပြီပြီးတော့အစစ်မှာ၄ပိုင်းတစ်ပိုင်းပြောင်လက်အဲ့ဒီမော်လီကိုဝိုင်းပြီးတော့၄ပိုင်းပိုင်းလိုက်ပြီးတော့၄ပိုင်းတစ်ပိုင်းပြောင်လက်ပြီးဆိုတော့ကျွန်တော်တို့အဲလောက်အနေအထိပြောင်လဲပေးလိုက်ပါပြီးတော့အဲ့ဒီမော်လီနော်ပတ်ဆက်လေးကိုပြန်ကျဲလိုက်အဲ့လောက်အနေရောက်ပြီဆိုတော့မိုလီနိုပါဆက်လေးကိုပြောင်းကျဲလိုက်ပါအလဲကအတိုင်တော့မပေးလဲနဲ့နော်အဲ့ဒီအတိုင်ပဲထားပြီးတော့ကျွန်တော်တို့ပြောင်းကျဲလိုက်ရပြီဒါတော့ IG တွေအတွက်နော်โอเคပြီးတော့ဒီမှာလာကြည့်ဒီမှာလာရစရာခုနကတော့ပြီးတော့ဒီမှာကြည့်ကျွန်တော်တို့ချိန်ပြီးရင်တော့အဲ့ဒီကီယာထိုးတဲ့အတိုင်ကိုနှိုက်တဲ့အခါကျတော့တီးကနေ4 mm မှာရှိရမှာဒီမှာကြည့်တွေ့လားတွေ့ရနော်โอเคကဲဒါတော့ကျွန်တော်တို့ကီယာထိုးကြည့်မယ်နော် class ချိန်ပြီးဆိုရင်တော့ဒီမှာကီယာထိုးလိုက်တာလောဝကိုလွယ်စေရမယ်နော်ဒီမှာတော့ပွင့်လိုက်ဒီမှာကြည့်ကီယာဘိုက်လဲကြည့်လိုက်စရာဘိုက်လဲကြည့်လိုက်ဒီမှာကြည့်တွေ့လားโอเคအဲ့လိုမျိုးလွယ်ရမယ်နော်ဒီလို class ချိန်တဲ့ခါကီယာထိုးရခဲ့တာတွေပါတယ်ဆိုတော့ဒါတော့နီးစနီးမကြောက်ဘူးနော်ချိန်တာမော်လာလိုက်ဖြစ်နိုင်တယ်ပေါ့နော်โอเคဒါတော့ IG မေးလာတဲ့သူတွေများအတွက်ချိန်ပေးလိုက်ပြီနော်နောက်မှလိုက်စီရှေ့ပဲရှေ့ဟုတ်တယ်